တောင်ပြတိုင်းကမောင်ချစ်ကိုချင်နာပါရဲ့နဲ့လမ်းခွဲမှာမောင်ဖန်တီးတဲ့ချစ်ရဲ့ရှိနာကိုကိုမလောင်ပေါ်နေသလုံးမောင်ချစ်ဆုံးကမပြောက်တဲ့ဒီချိန်မှာပဲကပြေးလိုက်တာစံတော်လေးနာတော့မဝရင်သူကဖြစ်နိုင်တော့တဲ့ချိန်မှာ